ဖြစ်စဉ်ကတော့ရွှေပြည်သာမှာဖြစ်ပျက်သွားတဲ့ဖြစ်စဉ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ညအချိန်မှာတော့ကောင်မလေးရေချိုးဖို့အောက်ကိုဆင်းသွားတဲ့အချိန်မှာလူ၃ယောက်ကကောင်မလေးကိုအဓမ္မကြံစီပြီးတော့အပိုင်း၃ပိုင်းပိုင်းပြီးတော့လောကဥယျာဉ်ပတ်ချမ်းမှာတွားရောက်ပြီးတော့ပြစ်ဒဏ်သွားတယ်လို့သိရပါတယ်။အကြောင်းဆောင်သိချင်ရင်တော့ဒီအမဗီဒီယိုအစားဆုံးလိုက်ပြီးတော့ကြည့်ရှုဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်။ခုနေ့ကသတင်းတစ်ခုနှစ်ခု Facebook မှာပေါ့နော်ဖတ်လိုက်ရတာ။စီးကြောင်ပြီးတော့ကလေးမလေးတယောက်နေရနေပြီးတော့မှရန်ကုန်ကိုတက်လာတဲ့ကလေးမလေးပေါ့နိုင်ငံခြားသွားဖို့အတွက်တက်လာတာအဆောင်မှာနေနေတာပေါ့ကလေးမလေးညပူလို့ဆိုပြီးတော့မှရေချိုးဖို့အောက်ကိုဆင်းလာတယ်လို့ပြောတယ်အဲ့ချိန်မှာချောင်းနေမှာပေါ့အနီးနာခွေးတောင်စားတယ်စကားပြောနည်းနည်းကြမ်းလိုက်အောင်မယ်ကလေးမလေးကို3ယောက်ပေါင်းပြီးမဒိန်းကျင့်ပြစ်တယ်ပြီးတော့အပိုင်း3ပိုင်းဖြတ်လိုက်တယ်ရုပ်မာတာနော်ပြီးတော့လောကဥယျာဉ်ဘက်မှာတွတ်လွန့်ပစ်ထားတာပေါ့ကလေးမလေးကရွှေပြည်သာအဆောင်မှာနေနေတာရွှေပြည်သာဘက်ကအဆောင်မှာနေနေတာအမျိုးသမီးဆောင်ဆိုတော့အဲ့တတ်တဲ့လူကလည်း3ယောက်ပေါ့နော်တစ်ယောက်ကိုဖမ်းမိထားတယ်စေးအလွန်အကျွံတုံးပြီးတော့တက်ပစ်တာပေါ့မဒိန်းကျင့်ပြီးတော့တက်ပစ်တာကျမတို့မူရစေဝါနဲ့ပတ်သက်ပြီးမှတအားပြောထားတာပေါ့နော်ကျမဆိုရင်ကျမကိုတော်တော်လေးအဲ့ဒီဘက်အချမ်းကလူတွေကကျမကိုဘယ်အချိန်ဘာလုပ်မယ်ဆိုတာတော့မပြောနိုင်ဘူးကျမအဲ့လောက်ထိပြောထားတာပေါ့မှန်တာပြောရင်နော်ရောပြင်ထွက်ရရတယ်လက်ရှိအခက်ခဲဆုံးရင်ဆိုင်နေရတာမူရစေဝါပြဿနာမူရစေဝါအန်ဒီရဲ့ဘူးမတိကိုမတိနဲ့မူရစေဝါဘာမှမဖြစ်ပါဘူးမဆွဲလန်းပါဘူးမကြောင်ပါဘူးမကောက်ပါဘူးဆိုပြီးတုံးကြတယ်တုံးပြီးတော့မထိန်နိုင်ဘူးငကောကမှညံရင်နှိမ့်တဲ့အမျိုးတွေစိတ်ခံစားချက်ကိုမထိန်နိုင်ကြအောင်ဖြစ်တင်လားမဖြစ်တင်လားဆုံးဖြတ်ချက်မချနိုင်ကြအောင်လှုပ်တင်လားမလှုပ်တင်လားအုံနောက်ကမတွေးခေါ်မစဉ်းစားနိုင်ကြအောင်အဲ့တော့ခိုးတယ်နော်လှူတယ်ခိုးလို့မရရင်ဟိုမဲ့လမ်းပျော်ကလေးတွေတဲ့3-4ယောက်ကအုပ်စုဖွဲ့ပြီးတော့နော်လူကြီးတယောက်ကိုပတ်စံတောင်းတယ်စူးလေးဘက်မှာမပေးတော့ဓားတွေနဲ့လီးပြီးဒုတ်တွေနဲ့ရိုက်ပြီးတော့ထွက်ပြေးကြတယ်တဲ့ကျမတို့နိုင်ငံမှာဖြစ်နေတာအစိုးဆုံးကမြန်မာနိုင်ငံပဲနော်မြို့ကြီးမှာပေါ့ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာအဲ့ဒါစေးတုံးနဲ့အဲ့မူရစေးတုံးနဲ့အကျိုးဆက်တွေမူရစေးကိုလွယ်လွယ်လေးရနေတာအားလုံးကလေးတွေကြားထဲမှာလူကြီးတွေကြားထဲမှာကိုပိုင်အလုပ်ရှိတဲ့လူတွေအားလုံးကလည်းကိုပိုင်အလုပ်ကိုစိတ်မဝင်စားတော့အချောင်ပဲစိတ်ဝင်စားတော့မူရစေးတုံးပြီးတော့အလုပ်မလုပ်ချင်ကြတော့လက်ကြောတင်းအောင်ပေါ်ချောင်ပဲငကိုရှိတဲ့အလုပ်ကပင်ပန်းတယ်လေအဲ့တော့အချောင်စိတ်ဓာတ်နဲ့လူတွေကလင်ကချစ်ကြမယ်ဖြန်ကြမယ်မူရစေးကိုတုံးပြီးတော့ပြန်ရောင်းမယ်ကျွန်မတောက်လျှောက်ပြောခဲ့ပါတယ်အဲ့ဒါတို့ကိုပိုင်အတိညာဏ်ကြီးပျောက်ဆုံးကုန်ပြီဖြစ်တင်တာတွေလှုပ်တင်တာတွေမစင်စားတော့လက်တလောရဲ့စိတ်ကြက်တဲမှုနောက်ကိုပဲလိုက်ကြတော့အမှန်ပဲနော်ပြောရတဲ့စကားတွေတူဖြည့်ရှင်းကြတာပေါ့ကလေးတွေကလတ်ထဲရောက်လာတယ်ရိုးရိုးရောက်လာတယ်မထင်နဲ့ဘာဝင်ငွေရှိလို့ရောက်လာတာလေသူတို့ကအမြဲတမ်းကလတ်ထဲမှာကလေးတွေအပြည့်နဲ့သူတို့မှာဘာဝင်ငွေရှိတယ်နှိမ်တယ်လို့မထင်နဲ့တော့ကျွန်မပြောတဲ့စကားထဲမှာနှိမ်တာမပါဘူးအမှန်တရားကိုပြောတာမိန်းကလေးတွေကလတ်ထဲကိုအလုံးမရှိအကင်မရှိရောက်လိုက်ဘာနဲ့ရောက်လာတာလဲစဉ်းစားပေါ့ကျွန်မရှေ့ဆက်ပြီးပြောမကောင်းကျွန်မလည်းကိုချင်းစားတယ်သမီးလေးရှိတယ်ကျွန်မကိုနိုင်ကလည်းအကြာကြီးအဲ့ထဲမှာနေလာတာယောက်ျားလေးတွေကလေးတွေ
ကိုယ်ပိုင်အလုပ်ရှိတဲ့လူတွေကသူတို့ဇတိလေးနဲ့သူတို့တုံးပြီးတော့သူတို့ခဏလာအပန်းဖြေမယ်ဒါရှိရပါတော့ကိုယ်ပိုင်အလုပ်မရှိတဲ့ကလေးလာခိုးပြီးတုံးတာကြီးကလေးထဲမှာပျော်တာတခုခုပစ္စည်းဟိုလစ်မယ်မကြမ်းနဲ့လူလစ်မယ်မကြမ်းနဲ့ဖုန်းနိုင်သွားတာခိုးပြီးတော့မှအပျော်ပြီးရင်ဟိုမဲ့ရမအတီးအလွယ်တကူရတလုံးမှဘလောက်မှရှိတာမဟုတ်နှလုံးသုံးလုံးလောက်တုံးပြီးလို့ရှိရင်ကိုလူဖြစ်ပြီးထင်ပြီးတော့မှရက်ွက်ထဲလိုက်ဒုက္ခပေးနေဟိုနာလိုက်ပတ်ခိုးလိုက်ဒီနာလိုက်ပတ်ခိုးလိုက်ခိုးလို့မရလို့ရှိရင်ချင်းချောက်ပြီးတော့လှူလိုက်အလစ်တုံးလို့မရလို့ရှိရင်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်လိုက်နေကျမတို့တိုင်းပြည်မှာဖြစ်နေတာလူကြီးမင်းတွေကလည်းသူတို့ဟာနဲ့သူတို့တော့တိုင်ပတ်နေဘယ်လိုလုပ်မှာကိုချင်းကိုပြည်သူချင်းမှမထိန်သိမ်းလို့ရှိရင်ဒီဟာတွေကတနေ့ကျရင်ကိုအိမ်ပေါ်ရောက်လာမှာနော်ကျမတတိကြီးပေးတာကျမတို့အချင်းပြန်ထိန်ရမှာကျမစနစ်အကြောင်းပြောပါတယ်ကလိန်ကချစ်လူစိုးလူညစ်တွေကလည်းစနစ်တစ်ခုမှာအနိုင်ရဖို့အတွက်သူတို့လည်းတိုက်ပွဲဝင်နေရတယ်ကျမတို့လည်းစနစ်တစ်ခုအနိုင်ရဖို့အတွက်ကျမတို့လည်းအရှုံးမပေးတဲ့အနေနဲ့တိုက်ပွဲဝင်ရမှာပဲကလိန်ကချစ်တွေကကလိန်ကချစ်ကြမှာပဲဟိုးအောက်ခြေလူတန်းစားကနေစပြီးဟိုးအထက်အရာရှိတွေဒီဟိုးအပေါ်ဆုံးထိကျမတို့လည်းစနစ်တစ်ခုတိုက်ယူရမှာပဲကျမတို့ရဲ့နစ်နာတဲ့ပြည်သူတွေကကလိန်ကချစ်တွေလူစိုးတခိုးတွေဂျဘိုးတွေနေရာမပေးမိဖို့လိုတယ်အလျှော့မပေးမိဖို့လိုတယ်အခုကဖြစ်နေတာကိုယ့်အိမ်ပေါ်ရောက်မလာသေးတော့အားလုံးကပေါ့လေးတွေးနေရွှေပြည်သားမှာအဲ့ကလေးမလေးအသက်20နဲ့တစ်နှစ်ပဲရှိသေးတယ်လောက်ရင်နာစရာကောင်းတယ်မရင်းလဲကျင့်ခံရတယ်ခန္ဓာကိုယ်လည်းစိတ်အပိုင်းဖြတ်ပြီးတော့လွန့်ပစ်ခံရတယ်မတွေးရစေရပြီနော်ကြောင်နေတာနော်လူမယ်ခိုးမယ်ဓမြတိုက်မယ်စိတ်အာတာဖြေဖို့အတွက်လုပ်မယ်အဲ့လူတွေကိုနီးကိုဟန်နဲ့ရှင်းပြရမှာအဲ့လိုပြောလို့တမျိုးထင်နေတယ်ကျမတို့နိုင်ငံလူမိုက်ဆိုလို့ရှိရင်လူတွေကလူရန်ကားတွေနဲ့တွဲပြီးမြင်တာပညာရှိလူမိုက်အကြောင်းလဲကျမပြောပြဘူးပါတယ်လူရန်ကားနဲ့လူမိုက်နဲ့မတူဘူးလူရန်ကားတွေကိုနေရာမပေးမိဖို့လိုတယ်လူရန်ကားတွေကိုရှင်းထုတ်ပြဖို့လိုတယ်ကျမတို့အချင်းချင်းထိန်းတော့ရမှာပဲအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်လိုထိန်းမှာတွေးကြည့်လေနော်ကြောက်စရာကောင်းတယ်လူကြီးတစ်ယောက်ကိုကလေး၄ယောက်ကရိုးပတ်စံတောင်းလို့မရလို့လူတယ်တဲ့လူတာတော့ရိုးလူတာမဟုတ်ဓာတ်နဲ့ဆွဲချစ်သွားတယ်တဲ့ကြောက်စရာကြီးနော်လူကြီးနော်မိန်းကလေးမဟုတ်ဘူးဒီကြားထဲမှာလဲခိုးဆိုးလူနိုင်ဒီပေါ်ခပတ်နိုင်ကတော့ခပတ်နိုင်တဲ့တင်းကတော့ပျောက်နေတလောက်ဖြစ်နေပါပြီအပြပညာဝိုင်းပေးတာလေနော်ခပတ်နိုင်ကားပေါ်တက်လာပြီဆိုကားဆရာလည်းမတိမတာနဲ့ပညာဟိုတင်တတိပေးတယ်ပြည်သူလူထုကလည်းညီတယ်ခပတ်နိုင်ဆိုလို့ရှိရင်ညီတဲ့အခါကျတော့ခပတ်နိုင်ကလောလောဆယ်မှာလှုပ်ရှားဖို့တိတ်ပြီးအခွင့်အရေးမရှိဘူးဖြစ်မရှိတော့ပေါ်တင်နေလူလာတာခပတ်နိုင်တဲ့အဆင့်မဟုတ်ပဲနဲ့ကျတို့မိမသားတွေကတော့တတိကြီးထားပြီးနေပါအမျိုးသားတူကြီးတွေကတော့ဒါတွေအပေါ်မှာကျတို့မိခိုအားကိုးပါရစီပေါ့โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါရွှေပြည်သားမှာဖြစ်ပြသွားတဲ့ဖြစ်စဉ်ကတော့ဒါတော်တော်လေးကိုမှဒါစင်မကောင်းလဲဖြစ်မိပါတယ်အသက်ကလည်းဒါ22နှစ်ဆိုတော့အရန်ကိုမှလည်းဒါတော်တော်လေးလဲငယ်သေးတယ်ဒါရွှေပြည်သားမှာအလုံးလောက်ကင်နေတဲ့ညီမငယ်လေးတွေဒီဗီဒီယိုကြည့်နေတဲ့ဆိုရင်တော့အထူးပဲဂယုစိုက်စေခြင်းတယ်လို့ပြောကြရေးနေပဲဒီဗီဒီယိုဒီမိုပဲအဆုံးသတ်ချင်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗာများမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းလားဆိုရင် comment မှာရေးသွားပေးပါကျွန်တော်နေ့စဉ်နဲ့အမြကြည့်ရှုပေးနေတဲ့တယောက်ရှင်းစီလိုက်ကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်ပြီးတော့ဆုံးကျင်ပါတယ်